die because of you. ကျမဟာအယုံဟောင်းတွေပြည့်နေတဲ့မိအောက်ခံထဲမှာအခြေခံထားရပါတယ်။ကျမရှိမှာတော့ Kansas City Scalper ဆိုတဲ့လူသက်သမားရှိနေတယ်။သူကကျမကိုဖမ်းမိပြီလို့ထင်နေတာပါ။တကယ်တော့ဒါဟာကျမရဲ့အစီအစဉ်ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့6အပတ်ကလေးက Goody ရဲ့စာအုပ်ဟောင်းကိုသုံးပြီးကျမရဲ့စိတ်အာရုံစွမ်းအားတွေကိုလေ့ကျင့်ခဲ့တယ်။ကျမငယ်ငယ်ကဖြစ်ခဲ့တဲ့လူသက်မှုဟောင်းတစ်ခုကိုစုံစမ်းဖို့ဆုံးဖြတ်ခဲ့တယ်။အဲ့ဒီလူသက်သမားဟာလူတွေကိုတက်ပြီးဥယျာဉ်ခွန်ခွာယူတတ်သူပါ။ဒေတာတွေကဥယျာဉ်ခွန်တစ်ခုကိုထိလိုက်တဲ့အခါသူ့ရဲ့မျက်လာကိုကျမမြင်လိုက်ရတယ်။ဒါကြောင့်သူ့နောက်ကိုလိုက်ရင်းဒီမျိုးကိုရောက်လာတာပါ။တင်းရဲ့အကူအညီနဲ့ကျမတို့သူ့ကိုအလွယ်တကူပြန်ဖမ်းနိုင်ခဲ့တယ်။ကဘာပေါ်မှာလူဆိုးတစ်ယောက်လျော့သွားတာပေါ့။လူရာဒီကုံဆုံးသွားတဲ့အခါ Nevermore Academy ကျောင်းကိုပြန်တက်ရပါတယ်။အရင်နှစ်ကကိစ္စတွေကြောင့်လူတိုင်းကကျမကိုသူရဲကောင်းတစ်ယောက်လိုကြည့်နေကြတာကကျမအတွက်တော့စိတ်ပြည့်စရာပါကျမရဲ့မောင်လေး Paxley လည်းဒီကျောင်းကိုစတက်ပါတယ်သူကတော့ကျောင်းသစ်မှာအသားကျဖို့ရုန်းကန်နေရတော့ပဲအမေနဲ့အဖေကကျမတို့ကိုအကြောင်းလိုက်ပို့ပါတယ်အမေကတော့ကျမရဲ့စွမ်းအားတွေများလာရင် Ophelia တော်လိုဖြစ်ပါမှာကိုစိုးရိမ်နေလေကျောင်းအုပ်သစ် Berry Dog ကတော့အရန်ဖော်ရွေဟန်ဆောင်နေပြီမဲ့သူကြည့်တာတစ်မျိုးပဲသူကကျောင်းအတွက်ပိုက်ဆံရအောင် Bianca ရဲ့အတန်နဲ့လူတွေကိုဖျောက်ဖွေခိုင်းနေတယ်။ကျောင်းမှာသူ့ရဲ့ချင်းအင်းနဲ့ပြန်တွေ့ပါတယ်။သူကတော့အရင်အတိုင်းတက်ချွာနေလုံးပဲ။အေဆေဘီယာနဲ့လည်းပြန်ဆုံခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ထူးဆန်းတဲ့ကြီးခန်းတွေကကျမကိုလာတိုက်ခိုက်ပါတယ်။တစုံတယောက်ကကျမနောက်ကိုလိုက်နေတာပါ။ရဲအရာရှိစန်တီယာဂိုနဲ့တွေ့ခဲ့ပြီးမြဲကျမကတော့ဘယ်သူမှမယုံပါဘူး။ကျောင်းရဲ့ဂုဏ်ပြုပွဲမှာကျမကိုသူရဲကောင်းအဖြစ်ပန်းကြီးကားကြီးနဲ့ချီးကျူးကြပါတယ်။ဒါကိုကျမတကယ်မုန်းတယ်။ကျမဟာသူရဲကောင်းမဟုတ်ဘူးလို့လူတိုင်းရှိမှပြောပြီးအဲ့ဒီပန်းကြီးကားကိုမိရှို့လိုက်ပါတယ်။ Civility it will not cease until our enemies have been vanquished. And by enemies, I mean any imbecile stupid enough to cheer on some shallow, rabble-rousing diatribe like that. You thought I was your hero? I'm not. I always play dirty and I never fight fair. The only side I'm on is my own. And the only place I'll lead you is off a cliff. Paxley ကတော့သူငယ်ချင်းအမားနဲ့တိုးပြီးအန်တရရှိတဲ့ထဲရောက်နေပါပြီ။ကျောင်းမှာလည်းတိုက်ခိုက်မှုတွေထပ်ဖြစ်နေတယ်။အန်တရတွေနီးကပ်လာပြီးမြဲဒါကကျမနှုတ်သက်တဲ့ပုံစံမျိုးပါပဲ။အခုမှတကယ်စုံစမ်းမှုကစတာပါ။ ဒီဇာတ်လမ်းလေးကိုစိုက်ကြဆိုရင် like and share လုပ်ပေးပါနော်နောက်ထပ်လည်းဒီဗီဒီယိုကိုကြည့်ချင်တယ်ဆိုတာcomment မှာလုပ်ပေးနိုင်ပါတယ်ခဏကောင်းလေးကိုမမှတ်ချင်ဘူးဆိုရင်တော့အခုဒီ page ကို follow လုပ်ထားလို့ရပါမယ်